Hello မင်္ဂလာပါ MGC Auto ကနေပြီးကြိုဆိုလိုက်ပါရှင်ဒီနေ့လူကြီးမင်းတို့ကိုဒေါင်ဖန်းရဲ့ Favour 600 7 seater ကားလေးနဲ့မိတ်ဆက်ပေးချင်လို့ပါရှင်ပြင်ဆုံးသူ့ရဲ့ရုပ်ထွက်ပိုင်းကိုပြောရမယ်ဆိုရင်ရှေ့ grey မှာလည်းပဲမတို့သိပြီးသား JDR နဲ့က Laser Crew share design နဲ့တွားပြီးတော့ဆင်နေသူ့ရဲ့မီသီးတွေမှာဆိုရင်လည်း halogen LED headlight ကိုအသုံးပြုပေးထားပြီးတော့ဒီဘက်မှာဆိုရင်လည်း LED မီးတန်းကိုမှအပြည့်သုံးပေးထားတာဖြစ်တယ်သူ့ရဲ့ Evan အစလေးဒီဇိုင်းကိုမှအနီရောင်လေးနဲ့တခြားလေးကိုလုပ်ပေးထားတော့အရန် sporty ဆန်ပြီးတော့ကြည့်လို့လည်းလှတယ်။ Sonar အနေနဲ့လည်း Sonar ရဲ့နှလုံးပါဝင်မယ်ရှေ့မှာပြီးရင်360 camera လည်းပါဝင်ပြီးတော့ဒီအောက်မှာဆိုရင်လည်း radar sensor လေးလည်းပါဝင်ထားသေးတယ်။ Engine power လည်းသူက 1.5 turbo 7-speed dual clutch transmission ကိုသုံးပေးထားတဲ့အတွက်ကြောင့်အယုံဆွဲရလည်းအလွန်ကောင်းတဲ့ကားလေးဖြစ်ပါတယ်။သူက19 inch အလွှိုင်းကိုသုံးပေးထားပြီးတော့အလွှိုင်းလည်းတော်တော်လေးကိုလှတယ်။ Tire size ဆိုရင်လည်းသူက16လက်မထိရှိရယ်။သူ့ရဲ့ high ground clearance ဆိုလည်းတော်တော်လေးမြင့်တဲ့အတွက်ကြောင့်မိုးထဲမှာရေကြီးရေရှမ်းနေဖြစ်မယ်ဆိုရင်လည်းဒီကားအလွယ်လင်းတကူသွားလာနိုင်မယ့်ကားလေးဖြစ်ပါတယ်။ဒီကားမှာနောက်ပြီးထူးခြားတာကဒီဘက်အပေါ်ဘက်မှာအတောင်ပံလေးတစ်စုံပါပြီးတော့ထူးခြားတဲ့ပုံစံလေးဖြစ်နေတယ်။ဒီကားကလေရှေ့ရောနောက်ရောမှာ full LED technology နဲ့မီးတန်းအောင်မှာဒီလိုအပြည့်သုံးပေးထားတယ်။သူ့ရဲ့ logo လေးကလည်းဒီဘက်ပေါ်လေးမှာတခြားလေးလုပ်ပေးထားတယ်။နောက်ပြီးသူ့မှာက bucking sonar ဆိုလည်းနောက်မှာ၄လုံးထပ်ပါသေးတယ်။ Dual exhaust လည်းသုံးပေးထားတဲ့အတွက်ကြောင့်လူကြီးတွေတင်မဟုတ်ဘူးလူငယ်တွေလည်းအကြိုက်တွေ့စင်မဲ့ကားလေးဖြစ်ပါတယ်။သူ့ CR တိုင်းကိုကြည့်မယ်ဆိုရင်လည်းနှစ်ယောက်ဆက်လေးသုံးပေးထားတယ်။ဒေတာကြိုးကြုံလေးလည်းဖြစ်တယ်။သူ့မှာပါတဲ့ function တွေပြောမယ်ဆိုရင်တော့ cruise control လည်းပါပြီးတော့ audio control မှာအစုံလင်ပါဝင်တယ်။ပြီးဒီဘက်ကနေလည်း infotainment section ကိုချိန်ညှိပြီးတော့အသုံးပြုလို့ရအောင်မယ်။ဒီဘက်တကားလက်ကင်လေးမှာဆိုလည်းတသက်သက်လေးရှိနေပြီးတော့တော်တော်လေးလှရတဲ့အထက်မှာပါတယ်။သူ့မှာဆိုရင် all-power window တွေ door lock တွေဖက်မဲ့ချိန်ညှိခလုတ်လေးလည်းပါဝင်လာသေးတယ်။သူ့ရဲ့အတွင်းကထိုင်ကုန်တွေကိုပြောမယ်ဆိုရင်လည်းအနီရောင်မှာနစ်ပါလေတာလေးတွေကိုသုံးပေးထားတော့တကယ်ကို premier ဆန်တဲ့ကားရဲ့အငွေသက်ကိုရတယ်။ဂီယာမှာဆိုရင်တော့ hand gear လေးဖြစ်တယ်။သူ့ရဲ့လေဒီ aircon design ကလုံးဝကိုစမ်းတယ်။ဘယ်သူနဲ့မှမတူဘူး။လုံးဝစမ်းနေရတီးနေရတဲ့အတိုင်းကိုဖြစ်နေမယ်။သူ့မှာပါတဲ့ safety function တွေကိုပြောမယ်ဆိုရင်တော့ parking sensor တွေပါမယ်။ TRC control တွေပါမယ်။ချောင်းရေးအစ်စ်တွေလည်းပါပြီးတော့ driving mode ဆိုလည်းဒီကနေပြောင်းလို့ရမယ်။ auto hold ကြီးလည်းပါဝင်လာတယ်။ driving mode ကိုလည်းဒီလိုမျိုးချိန်ညှိပြီးတော့သုံးလို့ရအောင်မယ်။ driving mode အနေနဲ့ဆိုရင်သူ့မှာ economic sport ဆိုပြီးတော့သုံးမျိုးပါဝင်လာတယ်။နောက်ပြီးသူကဒီလို armrest လေးပေါ်မှာတင်ပြီးတော့သုံးရတာဖြစ်တဲ့အတွက်ကြောင့်လုံးဝကို comfort ဖြစ်နေမယ်။ဒီဘက်မှာဆိုရင်ကူးပေါက်လေးလည်းပါဝင်လာသေးတယ်။သူက digital cluster နဲ့ infotainment software နဲ့ကိုလည်းဒီလိုမျိုးလေးတွဲပြီးတော့သုံးထားပေးရယ်။နောက်ပြီးတော့အောက်ဘက်မှာ ambient light ပါတယ်။ ambient light ကလေအောက်ဘက်လေးမှာဖြစ်တဲ့အတွက်ကြောင့်ညဘက်ဆိုရင်တော်တော်လေးကိုအသုံးဝင်ပြီးတော့ထားကြရတယ်။ 360 camera လည်းပါဝင်တယ်။ဒီဘက်မှာဆိုရင်လည်း rear, left, right ဆိုပြီးတော့ပြောင်းပြီးတော့ကြည့်လို့ရအောင်မယ်။နောက်ပြီးတော့သူက driving recorder လေးပါဝင်လာတဲ့အတွက်ကြောင့် safety ပိုဖြစ်တယ်။နောက်ပြီး sunroof ကလည်း panoramic sunroof ဖြစ်တယ်။နောက်ပြီးဒီကားရဲ့အားသာချက်ကစီမော်တာကိုမှ၄လုံးတောင်ပါတယ်။ရှေ့နှလုံးနဲ့အလယ်ရိုးမှာဆိုရင်လည်းနှလုံးပါသေးတယ်။နောက်ပြီးဒီကားရဲ့အားသာချက်က2025မှာသူကဒီလိုမျိုးရှောက်လန်းလေးပါလာတဲ့အတွက်ကြောင့်7 seater အတွက်တော်တော်လေးကိုအဆင်ပြေတဲ့ကားလေးဖြစ်တယ်။ rear con လည်းပါလာတဲ့အတွက်ကြောင့်တစ်စီးလုံးအေးလူကိုစီးလို့ရတယ်။သူကလေတေးဂိတ်မှာလည်းမော်တာပါလာသေးရယ်။ဒါဆိုရင်ဒါခုံ3တန်းကိုဒါတက်ရိုးခောက်ထားတာပေါ့နော်။တက်ရိုးမခောက်ထားဘူးဆိုရင်ဒီထိကာဂို space လေးရရှိအောင်မယ်။ဒီမှာဆိုလက်ကိတ်လေးအသေးလေးရတော့တင်လို့ရအောင်မယ်။နောက်ပြီးဒီအောက်မှာပစ္စည်းတွေအစုံလင်ပါတယ်။ brand new ဆိုတော့ပစ္စည်းတွေအစုံလင်ပါဝင်မယ်။နောက်တစ်ခုကောင်းတာကတေးဂိတ်ကမော်တာလည်းပါသေးတယ်။ဒီ crossover SUV ကားလေးကိုလာရောက်ကြည့်ရှုပြီးဝယ်ယူချင်တယ်ဆိုရင်တော့ MGC Auto မှာ install ပြည့်ရှိအောင်မလို့လာရောက်ကြည့်ရှုပြီးဝယ်ယူနိုင်ပါပြီရှင်။ကျေးဇူးတင်ပါတယ်။